မျိုးသားတဦးဟာမင်းကလေးချက်လောက်ကသွေးလေးလက်ဆက်ဆက်တစ်ခွက်ကိုခံယူကာမြေပေါ်ကိုတွန်းပစ်လိုက်တယ်။ထမန်မထားပဲအဲ့ဒီသွေးတွေဆုံးထင်သွားတဲ့နေရာမှာကြာပန်းပြူတချို့ပွင့်လာခဲ့ပါတယ်။ဒီရွာသားတွေကိုဒီမျိုးသမီးဟာမိစ္ဆာတကောင်ဖြစ်ကြောင်းပို့ပြီးတော့ယုံကြည်သွားစေတယ်။ဒါကြောင့်မျိုးသမီးကိုတေးတန်းပေးဖို့ဝိုင်းဝန်းအော်ဟစ်ကြွေးကြော်ကြပါတယ်။သူမရဲ့မွေးဖွားပြီးကစားကလေးငယ်လေးကိုမချန်ထားဘဲနဲ့ကနာထဲမှာရဲရဲဆက်ဆက်ဆွန့်ပစ်ထားခဲ့တယ်။ဒါပေမဲ့ထူးဆန်းတာဟာဒီကလေးငယ်ရဲ့ဘေးနားမှာကြာပန်းပြူတပွင့်ပွင့်လာပြီးသူမကိုလုံခြုံသားနဲ့ကောက်ွယ်ပေးထားပါတယ်။9 ရက် 9 ညလွန်မြောက်ပြီးတဲ့နောက်တက်ကြီးရွယ်အိုအမျိုးသမီးတဦးဟာတွေ့ရှိသွားခဲ့ပြီးတနာကယူနာစိတ်ဖြစ်ပေါ်မိတာကြောင့်သူမကိုကြင်ကြံအားထုတ်ဖို့ခြံရွင်းကျောင်းကိုပို့ဆောင်ပေးခဲ့ပါတယ်။မျက်စိတမိတ်တွင်မှာ9 နှစ်ကုန်လွန်သွားခဲ့ပြီးနောက်အဲ့ဒီကလေးမလေးဟာတက်ကြွပြီးချစ်စရာကောင်းတဲ့မျိုးသမီးငယ်လေးဖြစ်နေကြည်ပြင်းလာခဲ့ပါတယ်။သူမမသိတာကသူမဖခင်ဖြစ်သူဂျမ်ပေဟိုကသူမကိုအဖိုးတပြင်းရှာဖွေနေခဲ့ခြင်းဖြစ်ပါတယ်။နောက်ဆုံးမှာနီလန်ပေါင်းစုံနဲ့စုံစမ်းပြီးတဲ့နောက်သူမရှိရာနေရာကိုသိရှိသွားခဲ့တယ်။ဒါပေမဲ့သူမရဲ့တရားဝင်သမီးတော်ဖြစ်မှုကသူမရဲ့စီနီယာအမဂိုင်းတူအမရဲ့မနာလိုမှုကိုဖြစ်ပေါ်စေလိမ့်မယ်လို့မထင်မှတ်ခဲ့ဘူး။သူမနေရာအစားထိုးဝင်ရောက်ကမင်းစိုးရသားရဲ့သမီးတော်ဖြစ်လာစေဖို့အတွက်စီနီယာအမဟာဆရာအတွက်ဆေးပင်သွားခူးတဲ့အခွင့်အရေးကိုတုံ့ချကာနှစ်တစ်ထောင်မူကြီးကျက်စားရကိုလေးကိုဖျားယောင်းခေါ်ဆောင်သွားခဲ့ပါတယ်။အကျိုးဆက်အနေနဲ့မင်းကလေးရဆရာကိုကယ်နိုင်မဲ့ရွှေရောင်လင်းစည်းမှုကိုရှာဖွေတွေ့ရှိခဲ့ရုံသာမကမူကြီးကပင်သူမကိုအလိုလိုခေါင်းညွတ်အယိုသွေးပေးခဲ့ရတာ။ဘာကြောင့်လဲဆိုတော့သူမနှစ်ပေါင်းတစ်ထောင်တွင်တစ်ချိန်သာပေါ်ထွန်းတတ်တဲ့ကောင်းကင်ဘုံကံကြမ္မာရှင်ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်တာကြောင့်ဖြစ်ပါတယ်။မင်းကလေးဟာလိုင်ကိုထဲကနေဘေးမသိရံမခပဲပြန်ထွက်လာခဲ့တာကိုမြင်တဲ့အခါမှာတော့သူမတိတ်ဆုံးသွားလိမ့်မယ်လို့မျှော်လင့်ထားတဲ့စီနီယာမဟာဒေါသပေါက်ကွဲမတက်ဖြစ်သွားရတယ်။မဖြစ်ဘူး။ဂျမ်ပေဟိုအိမ်တော်ကမကြခင်လွတ်လွတ်ပြီးသမီးကိုလာခေါ်တော့မှအချိန်ဆွဲလို့မဖြစ်တော့ဘူး။ဒါကြောင့်စိတ်ပုတ်နှလုံးပုတ်ရှိလာတဲ့စီနီယာမဟာအကြံစိုးတစ်ခုထပ်မံရရှိသွားကမင်းကလေးတတိမထားမိခိုက်မှာကျောင်းထဲကိုတွန်းချလိုက်ပါတယ်။အဲနောက်စီနီယာမဟာကျောင်းတော်ကိုပြန်လာခဲ့ရဆရာရဲ့တာစီမှုကိုလှိလူရှုကမင်းကလေးရဲ့မိသူမျိုးဝါဖြစ်ကြောင်းတက်သိပြနိုင်တဲ့ကြောက်စိမ်းဆွဲပြားကိုအတင်းအာဓမလူယူသွားခဲ့တယ်။အဲနောက်ဂျမ်ပေဟိုရောက်ရှိလာမယ့်အချိန်ကိုတွက်ဆကတကားဝမှာစောင့်ဆိုင်နေခဲ့တယ်။မျောလင့်ထားတဲ့အတိုင်းပဲဂျမ်ပေဟိုဟာသူမရဲ့လက်ဘေးမှာကြောက်စိမ်းဆွဲပြားကိုမြင်တဲ့အခါမှာတော့ဒီအရာကိုဘဲကရခဲ့တယ်လေလို့ချက်ချင်းမင်းမြတ်နေ။သမီးကိုကောက်ရခဲ့တုန်းကသမီးကိုပေါ်မှာဒီကြောက်စိမ်းဆွဲပြားပါလာတယ်လို့ဆရာကပြောတယ်။အမေကသမီးအတွက်ခြံထားခဲ့တာထင်တယ်။ဒီလိုပြောတဲ့အခါမှာတော့ဖေဖေသမီးကိုနောက်ဆုံးရှာတွေ့ပြီးစွတ်စွတ်နင်းရဲ့ပိုင်ဆိုင်မှုအားလုံးဟာငါးပိုင်ဖြစ်ရမယ်လို့စီနီယာမကတွေးခဲ့ပါတယ်။ဒါပေမဲ့စီနီယာမလုံးဝတွက်ကိမ့်မကိုက်ခဲ့တာကတော့သူတွန်းချလိုက်တဲ့မိန်းကလေးဟာကံအလွန်ကောင်းတာကြောင့်လမ်းတော်လမ်းလာအင်ရှင်မင်းသားနဲ့ဆုံတွေ့ကကဲတင်ချင်းခံလိုက်ရတယ်။စိတ်ထားကောင်းလာတဲ့အင်ရှင်မင်းသားဟာမိန်းကလေးအသက်ရှူနေသေးတာကိုမြင်လာကြောင်းသူမကိုကြောဖို့ကစေကူတာဖို့တောင်မောကဆင်းလာခဲ့တယ်။နိုးလာတဲ့အခါမိန်းကလေးကအသက်ကယ်ကျေးဇူးရှင်ကိုတုံ့ပြန်မှုအတွက်အင်ရှင်မင်းသားရဲ့ပခုံးနှစ်ဖက်ကိုလက်ပြဆုပ်ကန်တဲ့ချိန်အင်ရှင်မင်းသားတကောလုံးအင်အားတွေပြေးဝလာတယ်လို့ခံစားရတယ်။ဘာကြောင့်မပိန်မှန်တာလဲဆိုတာသူကိုယ်တိုင်တော့မသိဘူး။မိန်းကလေးကျောင်းတော်ကိုပြန်ရောက်တဲ့အခါမှာတော့ဆရာဖြစ်သူကမြေပေါ်မှာအသက်ငယ်နေရကိုတွေ့ရတယ်။စီနီယာအမကကြောက်စိမ်းဆွဲပြားကိုလူယူသွားတာကြောင့်ဆရာဟာစိတ်ထိခိုက်ယောဂအခြေအနေပို့ပြီးတော့ဆွေးရလာခဲ့တယ်။ဒါကြောင့်သူမခူးလာတဲ့ရွှေရောင်လင်းစည်းမှုကလည်းခုချိန်မှအသုံးမဝင်တော့ဘူး။ဒီမင်းကွင်းကအင်ရှင်မင်းသားကိုတနာကယူနာစိတ်ဖြစ်ပေါ်စေခဲ့တဲ့ကိုကွေယာထီးကြံမဲ့နေတဲ့မင်းကလေးငယ်ကိုမြင်တဲ့အခါမှာတော့အင်ရှင်မင်းသားဟာသူမကိုနန်းတော်ကိုကိုဆောင်သွားဖို့ဆုံးဖြတ်လိုက်တယ်။တခြားတစ်ဖက်မှာတော့အကျဉ်းသမားစီနီယာအမကဂျမ်ပီယိုအိမ်ကိုခေါ်ဆောင်သွားတဲ့အခါမှာတော့မင်းကလေးရဲ့အကိုဖြစ်သူဟာသူမဟာမိမိရဲ့ညီမနဲ့မတူကြောင်းပြောကြခဲ့တယ်။အဖေလူမားရှာမိတာမဟုတ်လား။ညီမလေးရဲ့မျက်လုံးတွေကကောင်းကင်ကကျယ်ရီလိုပဲဝိုင်းဆက်ပြီးမဲနဲ့တောက်ပနေတာ။ဒါပေမဲ့သူမမျက်လုံးတွေကဘာလို့ဒီလောက်တောင်သေးနေရတာလဲ။မိခင်ဖြစ်သူကလည်းသူမဟာညီမငယ်နဲ့မတူသလိုခံစားနေရတယ်။ဒီချင်းတွေကိုမြင်တဲ့အခါမှာတော့အကျဉ်းသမားမလေးဟာချက်ချင်းပဲမတရားခံရတယ်လို့ဟန်ဆောင်ငိုယိုပြတယ်။ဖခင်ဖြစ်သူကဟိုလူနှစ်ယောက်ကိုစူပူကျိမ်းမောင်းလိုက်တယ်။ဒါပေမဲ့မိခင်ဖြစ်သူကသူမရဲ့မျက်ဝန်းတွေကလူကြီးဆန်းတဲ့ရဲရောင်ကိုမြင်လိုက်ရတာကြောင့်သူမပေါ်တန်တရားစိတ်တွေဆက်လက်ဝင်နေခဲ့တယ်။အခုချိန်မှာနန်းတော်ကိုပြန်ရောက်လာတဲ့အင်ရှင်မင်းသားလည်းလမ်းခီးမှာအချိန်ကြံ့ကြာမှုကြောင့်ဧကရေမင်းမြတ်ရဲ့ဒုထောက်ပြစ်ဒဏ်ပေးခြင်းကိုခံနေရတယ်။မင်းကလေးကလည်းအင်ရှင်မင်းသားကိုမတွေ့တာကြောင့်နန်းတော်အတွင်းအနှံ့ပြန့်လိုက်ရှာဖွေနေရမမျှော်လင့်မနဲ့ဥယျာဉ်ထဲမှာအနားယူနေတဲ့ဧကရေမင်းမြတ်နဲ့တိုးမိတယ်။မင်းကလေးဟာမိမိရှိရလူဟာဧကရေမင်းမြတ်ဖြစ်ကြောင်းမသိသေးပဲအင်ရှင်မင်းသားဗမာရှိတယ်လို့မိန်မြတ်နေကြရဧကရေမင်းမြတ်ဟာသူမမှအင်ရှင်မင်းသားပေါ်မကောင်းသောအကြံစီတွေရှိမှကိုစိုးရိမ်မိတာကြောင့်အင်ရှင်မင်းသားကိုဘလို့များသိရှိခဲ့တယ်လို့မိန်မြတ်နေသမီးတောင်ပေါ်ကနေမတော်တဆလိမ့်ကြပြီးရေကန်နဲ့ပြုတ်ကျသွားတာနတ်သားအကိုကသမီးကိုကယ်တင်ပေးခဲ့တာဆရာကတော့ကောင်းကင်ဘုံကိုကြောက်သွားပြီဒါကြောင့်နတ်သားအကိုကသမီးကိုဒီကိုခေါ်လာပေးတာပါမင်းကလေးရဲ့စကားကိုကြားတဲ့အခါမှာတော့ဧကရေမင်းမြတ်ဟာအင်ရှင်မင်းသားလန်ခီမှာကြံ့ကြာကန်ကြီးကကစားမလို့မဟုတ်ပဲလူတယောက်ကိုကယ်တင်ပေးခဲ့တာကြောင့်ကောင်းမှုကုသိုလ်ဖြစ်သွားတယ်လို့ဆိုတာသိရှိသွားတယ်ဒါကြောင့်ဝမ်းသာအားရနဲ့အင်ရှင်မင်းသားရှိရာကိုခေါ်ဆောင်သွားပြီးတော့ပြည်ထံကနေလုံငိမ့်ချမ်းသာခွင့်ပေးခဲ့တယ်
ဒါပေမဲ့ဒီချိန်မှာအင်ရှင်မင်းသားကကြာဒိုးထောက်ထိုင်ခဲ့ရတာကြောင့်မတ်တက်တောင်မရနိုင်တော့ဘူး။တမီအကုတ်ကိုကူညီပေးမယ်။မိန်းကလေးဟာသူမရဲ့တကိုးဆွမ်းအားကိုလွန်ကဲစွာအသုံးပြုလိုက်ရတာကြောင့်မူးလဲသွားခဲ့တယ်။သူမပြန်လဲနိုးထလာတဲ့အခါမှာအင်ရှင်မင်းသားဟာမိန်းကလေးမှာထိုးဆက်တဲ့ကုသနိုင်စွမ်းရှိကြောင်းကိုသိရှိသွားတာကြောင့်တခြားသူတွေရှေ့မှာသူမဆွမ်းအားကိုလုံးဝမပြသဖို့လူစိုးတွေသိရှိတော့ပါကဘေးဒုက္ခရောက်နိုင်ကြောင်းအသိပေးခဲ့တယ်။ဒီချိန်မှာမိန်းမစိုးကြီးရောက်လာပြီးတော့သတင်းပို့တင်ပြတယ်။ဂျမ်ပေဟိုအိမ်တော်ဟာနှစ်ပေါင်းများစွာကွဲကွာနေတဲ့သမီးတော်ကိုပြန်လည်တွေ့ရှိတာကြောင့်ဒီနေ့အိမ်တော်မှာဧကန်ပွဲကျင်းပနေကြောင်းဧကရင်မင်းမြတ်ကအင်ရှင်မင်းသားကိုတွားရောက်ဂုဏ်ပြုဖို့မိန့်ကြားလိုက်တယ်။ဒါကြောင့်အင်ရှင်မင်းသားဟာမင်းကလေးကိုပါစိတ်ပြေလက်ပြောက်ဖြစ်ဖို့အတူခေါ်ဆောင်သွားခဲ့တယ်။မင်းကလေးကဂျမ်ပေဟိုအိမ်ရဲ့သမီးတော်ကိုမြင်လိုက်ရတဲ့အခါမှာတော့အံ့အားသင့်ကမစ်တက်သွားတယ်။စီနီယာမကဘာလို့ဒီမှာရှိနေရတာလဲ။ဟုတ်တယ်လေ။သူကဆွဆွရဲ့စီနီယာမပဲ။အင်ရှင်မင်းသားဟာမင်းကလေးရဲ့ဆရာမကွယ်လွန်ခင်ကြောက်စင်းဆွဲပြောက်ကိုမကာကွယ်နိုင်ဘူးလို့အဖန်ဖန်ပြောကြားခဲ့တာကိုပြန်သတိရမိပြီးဒီကိစ္စမှာတခုခုမယိုးသားကြောင်းချက်ချင်းပဲရိပ်မိသွားခဲ့တယ်။ဒါကြောင့်မင်းကလေးကိုဒီနေရာမှာစောင့်ဆိုင်နေဖို့နဲ့သူချက်ချင်းပြန်လာခဲ့မယ်လို့မှာကြားခဲ့တယ်။ဒီချိန်မှာရောက်ရှိလာကြတဲ့ဧည့်သည်တွေကလည်းအကြံသမားမလေးကိုလက်ဆောင်တွေအသီးသီးပေးအပ်နေကြတယ်။ဒါပေမဲ့အကြံသမားမလေးဟာဒီလက်ဆောင်တွေကိုဘာကြောင့်လဲဆိုတော့သူမမျက်လုံးထဲမှာဒီအရာတွေဟာတန်မိုးမရှိတဲ့အရာတွေသာဖြစ်ကြောင်းငါ့ကိုစုပ်တံတစ်ချောင်းပဲပေးတယ်။ဒါကတော်တော်လေးကိုကက်ဆေးနှိမ့်လုံးနေ။အားတောင်းမှပါတယ်။နန်းအားအရန်ပြော့သွားလို့ပါ။သမီးကြီးပြင်းလာတဲ့အထိဘသူမှလက်ဆောင်မပေးဘူးလို့စိတ်လွတ်သွားတာပါ။ဦးတို့နားနေပြီပါနော်။ဘေးနားမှာရှိတဲ့မိန်းကလေးဟာမျက်မှောင်ကျုပ်ပြီးတော့သူဟာသူမရဲ့စီနီယာအမဟုတ်မဟုတ်ကိုစတင်တန်တရားဝင်လာခဲ့တယ်။ဒီလိုစဉ်းစားနေတော့မှပဲအကျဉ်းသမားမိန်းကလေးကမိန်းကလေးရဲ့ရိပ်ရောင်ကိုမြင်တွေ့သွားခဲ့တာ။စွတ်စွတ်သူမသေးသေးဘူးလား